အားလုံးပဲမင်္ဂလာပါဗျာတို့ဒါဒီနေ့စပြီးတော့ကျွန်တော်တို့ Premier League ပြိုင်ပွဲတွေပြန်စပြီအဲ့တော့ကျွန်တော်ဒီရာသီမှာ video လေးတွေစတိုက်လုပ်တော့ဖို့ရှိပါတယ်ဟုတ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့ Arsenal အသင်းနဲ့ Coventry အသင်းတို့ရဲ့ဒါရာသီကျိုး Premier League 2026-29ရာသီရဲ့ပထမဆုံးရာသီဖွင့်ပွဲပေါ့ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြောပြချင်ပါတယ်ဒါပထမဆုံးကျွန်တော် Arsenal ကနေစပြောပြပါမယ် Arsenal အသင်းကဒီမနစ်က Arsenal အသင်းကဖလားရပြီးတော့ဒီနေ့ကျွန်တော်တို့ community တိုင်းမှာကျွန်တော်တို့ဒီ Man City အသင်းကိုဒါ Enzo Maresca ညီးပြတဲ့ Enzo Maresca ရဲ့ Man City အသင်းကို3-0နဲ့အနိုင်ယူပြီးတော့ community တိုင်းကိုစိုးစီဖလားတစ်လုံးသိမ်းထားတယ်ပေါ့ဗျာတကယ် Man City အသင်းဟာဒါ Guardiola မရှိတော့တဲ့နောက်ပိုင်းမှာဒါဒီညီးပြတဲ့နဲ့အခုဆိုလို့ရှိရင်ဒါသူတို့နည်းနည်းလေးအခက်လေးတွေကြုံနေရတယ်ပေါ့ဒီလိုချိန်မှာဒါ Arsenal ဘက်ကတော့ဒါဒီအတီတာတိဆောက်ထားတဲ့ကျွန်တော်6နှစ်လောက်တိဆောက်ထားတဲ့တကယ်ဒီတင်းရဲ့ form ရတကယ်အင်ပြည့်အားပြည့်နဲ့ဒါ community တိုင်းမှာအနိုင်ယူပြီးတော့ရာသီဒီ2026ရာသီ2026-29ရာသီအတွက်လုံးဝ ready ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးခြေစွမ်းမျိုးပြသွားတယ်ပေါ့ဒီနှစ်မှာဆိုလို့ရှိရင်ဒါ Guardiola တဲ့အာဒီတာရဲ့ဆရာ Guardiola မရှိတော့တဲ့နောက်မှာဒီအာဒီတာတကယ် Guardiola အထွက်အာဒီတာအချက်ဆိုတာဖြစ်လာနိုင်တယ်အာဒီတာကကျွန်တော်တို့2019ခုနှစ်ကနေအခု2026ဒီ Premier League မှာလုံးဝဒီကျွန်တော်တို့ Everton နီးပြ David Moyes ပြီးရင်တကယ်ဒါတက်တန်း experience အမြင့်ဆုံးနီးပြဖြစ်လာတယ်ပြီးတော့သူတကယ် high profile နီးပြတွေနဲ့လည်းရှေးကနှစ်တွေမှာရင်ဆိုင်ခဲ့ရတယ်ကျွန်တော်တို့ဒီ Klopp တို့နောက်ပြီးတော့ဒီ Thomas Tuchel တို့အဲ့လိုမျိုးပြီးတော့ Ancelotti တို့လိုနီးပြမျိုးတွေနဲ့သူရင်ဆိုင်ခဲ့ရတယ်ဒီလိုအတွေ့အကြုံမျိုးတွေသူ့မှာရှိတယ်ပြီးတော့၄နှစ်လောက်ဇက်တိုက်ကျွန်တော်တို့လုံးဝဒုတိယရခဲ့တဲ့ဒါ Guardiola သူ့ရဲ့ဆရာကိုမနိုင်နိုင်အောင်ပြန်ခဲ့တဲ့အတွေ့အကြုံမှလေတော်တော်လေးကိုသူ့မှာစုမိဆောင်မိဖြစ်နေပြီသူ့ရဲ့လုပ်ပုံကိုင်ပုံတွေသူ့ရဲ့ tactic တွေကဒါဟိုသူ့အတွက်ဒီဟိုသူ့ရဲ့ error တစ်ခုတိဆောက်မယ်ဆိုတိဆောက်လို့ရနေပြီရနေလောက်တဲ့အနေအထားတစ်ခုကိုအခုရောက်နေပြီပေါ့သူ့ရဲ့ရှိရင်းစွဲလူစင်းကလည်းကျွန်တော်နောက်တန်းမှာဆိုရင်လည်းဒါ Gabriel တို့တကယ်ဒီ Saliba တို့တကယ်မာထန်ကစားနိုင်တဲ့ခံစစ်ကိုဟိုရှိရင်းစွဲလူစင်းကပိုင်ဆိုင်ထားပြန်ကွင်းလေခံစစ်တိုက်စစ်ပြောရမလို့အဲ့ဒီအပြင်ပဲဒီနှစ်မှာကျွန်တော်တို့ transfer market မှာသူတို့ sponsor အခုဖြစ်မယ်ကျွန်တော်တို့ချီပီတိုင်းလွန်စီရင် sponsor ထပ်ပြလိုက်တော့ sponsor ကလည်းတကယ်ဒီကျွန်တော်တို့ World Cup မှာတော်တော်လေးကိုဂွေထက်ဆိုင်ကိုပဲသူကပို့ပြီးတော့ bright ဖြစ်ခဲ့တဲ့ဒါ center back ပေါ့ center back မျိုးကိုသူတို့ဟိုခေါ်နိုင်ခဲ့တယ်ဒါ Eric Gonza ပေါ့ဒါအင်္ဂလန်သား Gonza ဒါ Saliba နာနေတဲ့အနေအထားမှာ Gonza နဲ့ Gabriel နဲ့တွဲဆောင်ရင်ကိုပဲတော်တော်လေးကိုနောက်တန်းကလုံးကြုံနဲ့ခိုင်မာမဲ့အနေအထားမျိုးပြ Gonza ဒါ Aston Villa မှာဆိုရင်လည်းတော်တော်လေးကိုအတွေ့အကြုံရင်းနဲ့ Premier League တွေ့ကြုံရင်းနဲ့ကစားသမားတယောက်အဲ့လိုကစားသမားတယောက်ကိုဒါသူတို့ဖြည့်လိုက်နိုင်တယ်ကွင်းလယ်မှာဆိုရင်လည်းတကယ်ဟိုကျွန်တော်တို့ Arsenal မှာလိုအပ်နေတဲ့ဒီနံပါတ်8 role ပေါ့နံပါတ်8 role ဟိုတကယ်ဟို Arteta ရဲ့ system နဲ့ကိုက်တဲ့ကစားသမားဒါ Brazil လုံးဝ scalable ဖြစ်တယ်ဒီဟိုကျွန်တော်တို့ killer pass တွေမထင်လို့ရှေ့တန်းတင်ပေးတဲ့ပုံစံမျိုးတွေပြီးတော့ဟို mentality နဲ့ဆော့တဲ့ဒီ mental ဘိုင်းနဲ့သွားတဲ့ဟိုဒီသူ့ရဲ့ anger ဖြစ်မှုတွေနဲ့ဒီလိုကစားသမားမျိုးကိုကွင်းလယ်ပိုင်းမှာဖြည့်နိုင်တယ်ဒါသူတို့ကွင်းလယ်မှာအဓိကလိုအပ်နေတဲ့ကစားသမားကွက်လက်တစ်ခုပြဒီကွက်လက်ကိုဖြည့်လိုက်နိုင်တယ်ဒါ Declan Rice ဆိုရင်ဒါနံပါတ်6 role ဆော့တယ် Odegaard ကနံပါတ်10 role ဆော့တယ်အဲ့အချိန်မှာကျွန်တော်တို့နံပါတ်8 role မှာနည်းနည်းလေးဟာကွက်လေးရှိတယ်အရင်နှစ်ကတော့ကျွန်တော်တို့အဲ့နေရာလေးမှာကျွန်တော်နံပါတ်6 role 2ယောက်ပုံစံမျိုးသွားတာရှိတယ်ဒီ Lewis Kelly တို့အဲ့မှာဝင်ဆော့ပေးရတာပေါ့ဒီ Zubimendi တို့ကတော့အဲ့လိုမျိုးဝင်ဆော့ပြီးတော့ဒီနှစ်မှာတော့ဒါ Declan Rice ကအလုံးဝနံပါတ်6 pure နံပါတ်6 role နဲ့သွားပြီးတော့ဒါ Guimaraes တို့ဒါဟိုနေ့ community တိုင်းကတော့ Guimaraes ကနံပါတ်6 role ဆော့တယ်ပေါ့ဒါတကယ်တမ်းကျွန်တော်ပွဲလာမယ်ဆိုရင်ဒါနံပါတ်8 role သူဆော့ပြီးတော့ဒါ Odegaard က10 role နဲ့သွားဖို့များလောက်တယ်ပေါ့ဒီညမှာကျွန်တော်တို့တိုက်စစ်မှာသူတို့လိုချင်တဲ့ကစားသမားတော့မရခဲ့ဘူးဒါခုခေါ်ဖို့လေကျွန်တော်လုံနေတချို့ကစားသမားတွေသူတို့တိုက်စစ်ဒီ left wing မဲ့ဖြစ်ဖြစ် right wing မဲ့ဖြစ်ဖြစ်ဒီ all round attacker ပဲဖြစ်ဖြစ်အဲ့လိုမျိုးကစားသမားတယောက်ကိုသူတို့ထပ်ဖြည့်ဖို့တော့စူးစမ်းနေတယ်ဒီခုကျွန်တော် transfer market မပိတ်ခင်မှာပေါ့ဒါပေမဲ့
သူတို့ခေါ်ထားတဲ့ဒီ Zolit ဆိုတဲ့ကစားသမားကတော့တကယ်သူ့ရဲ့ဒီ proper standard ကိုပြနေတယ်ဒီသူ့ရဲ့အဖွင့်ပွဲဆဆချင်းတကယ် senior ပွဲမှာချင်းကိုပဲဒါဟိုတကယ်ခြေစွမ်းပြနိုင်တယ်ပြီးတော့ assist နှလုံးလေးရအောင်လုပ်ပြခဲ့တဲ့အတွက်ဒါဒီနေရာတော့ကအရင်ကျွန်တော်တို့စိတ်ပူကြမလို့တဲ့အနေအထားမျိုးတော့နည်းလေးရှိတယ်ဗျာဒီတိုက်စစ်မှာဆိုရင် Kai Havertz တို့ Marino တို့လိုအပ်သလိုဝင်ဆော့ပေးလို့ရတယ်ဒီဘက်မှာ Saka ရှိမယ် Madueke ရှိမယ်ဒီဘက်ဆိုရင် Martinelli Zolis အဲ့လိုမျိုးကျွန်တော် squad deck ကလည်းတော်တော်လေးကျယ်တဲ့အတွက်ဒါတိုက်စစ်ပိုင်းမှာလည်းသူတို့တကယ်high profile ကစားသမားမရခဲ့တော့ဒါဆိုလစ်လေးနဲ့သူတို့တော်တော်အဆင်ပြေအောင်ကစားနိုင်မဲ့အနေထားမျိုးတွေ့ရတယ်ပေါ့ဒါရသည်ဒီကျွန်တော်တို့တောင်းရွှေမပိတ်ခင်မှာလည်းသူတို့ထပ်ဖြည့်ဖို့လည်းသူတို့လိုက်နေတယ်ဆိုတော့ဒါproper ဒီ high profile နဲ့တယောက်ဖြည့်နိုင်တယ်ဆိုရင်တော့ဒါသူတို့အတွက်ကတော့ဒါကျန်တဲ့ Premier League အသင်း16သင်းထက်ဒါ Man U Chelsea တို့တက်ခေါင်းတစ်လုံးတာမဲ့အနေအထားမျိုးဗျာဒါအဲ့ဒီအနေအထားမျိုးရောက်မယ်အဲ့တော့ခုအဖွင့်ပွဲမှာကျွန်တော်တို့ Coventry နဲ့တွေ့မယ် Coventry ကတော့ကျွန်တော်တို့ဒါဒီကျွန်တော်တို့Lambert ရဲ့အသင်းကျွန်တော် Championship မှာ Champion ဖြစ်ပြီးတော့တန်းတက်လာတယ်တန်းတက်လာတဲ့နောက်ပိုင်းမှာသူတို့ခု invest တွေလုပ်ထားတယ်ကျွန်တော်တို့ Frankfurt ကနောက်တန်းနေတကယ်ရှေ့တန်းမှာဆိုရင်ဒါ Nottingham Forest မှာနေရာတိတ်မရတော့တဲ့ဒါ Anuri ကိုခေါ်ထားတယ်ကစားသမားဒီ transfer market မှာဒါ Coventry က Premier League မှာတန်းပြန်တင်မှုအတွက်ကိုကျွန်တော်တို့ကစားသမားတော်တော်လေးဖြည့်ထားတာကိုတွေ့ရတယ်ဒါ Lambert နဲ့မနစ်ကဆိုလို့ရှိရင်ဒါတကယ်transition gaming နဲ့ Lambert သွားပြီးတော့တကယ်ရမယ့်65မှတ်အထိရယူပြီးတော့ champion နဲ့ကျွန်တော် Premier League ကိုတန်းတက်လာတယ်အဲ့တော့ဒီနှစ်သင်းကဒါရာသီအစဒီဖွင့်ပွဲမှာတွေ့ကြရပေါ့ဒီအာတီတာနဲ့ကျွန်တော်တို့ Lambert နဲ့ထိတ်တိုက်တွေ့ဆုံနေတဲ့အနေအထားမျိုးမှာ Lambert ကတော့ကျွန်တော်တို့နိုင်ခဲ့တာမျိုးတွေဒါသူခံစောနိုင်ခဲ့ရမျိုးမရှိဘူးဒါရှုံးတဲ့အတွေ့အကြုံတွေကတော့ပုံများတယ်ပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒါ Coventry ရဲ့တန်းတက်သင်းဖြစ်တဲ့ Arsenal Champion သင်းဆိုတော့ဒီပွဲအတွက်ကတော့ကျွန်တော်များဆသိပြောကြမရှိဘူး Arsenal ကပဲကျွန်တော်တို့ဒါသူတို့ရဲ့အရှိန်အဟုန်နဲ့ဒါတကားကိုဒီ Premier League ဆိုတဲ့တကားကြီးကို6နဲ့စောင့်ကန်ပြီးအာဒီတာ6နဲ့စောင့်ကန်ပြီးတော့ဒါဂုံတိုင်းကျဲဝင်လာမဲ့အဖွင့်ပွဲစဉ်မျိုးဖြစ်တယ်ဒီကျွန်တော် Emery ကွင်းမှာလည်းကန်မှာဖြစ်တယ်ပြီးတော့တန်းတဲ့အသင်းလမ်ဘတ်ကိုလည်းအာဒီတာနိုင်နေကြဆိုတော့ဘာမှအရင်ကြီးတော့ပြောစရာမလိုဘူးဒီအာဆင်နယ်နောက်တန်းကိုလည်းထိုးဖောက်ဖို့ခက်တယ်ဆိုတော့ဒါအာဒီတာရဲ့အတွေ့အကြုံနဲ့လည်းဒီလိုတန်းတဲ့အသင်းမျိုးကျွန်တော်တို့အင်ကွင်းမှာဂိုးပြက်ခြေပြက်ပဲနိုင်မှုပဲရှိရပါကျန်တဲ့ဟာရလက်မျိုးကတော့ဖြစ်လာနိုင်တဲ့အကြောင်းရှိအဲ့တော့ကျွန်တော်ဒီအဖွင့်ပွဲစဉ်မှာဒါအာဆင်နယ်ကနေပြီးတော့ Coventry ကိုဒါသူတို့ဂုံတိုင်းကျဲနဲ့ Premier League ဖွင့်ပွဲစဉ်ကိုဂိုးပြက်ခြေပြက်နဲ့နိုင်မယ်ဆိုတာတော့ကျွန်တော်သုံးသပ်ပါတယ်Coventry ကတော့ဒါသူ့အတွက်ဒီအတင်းကြီးနဲ့တွေ့တော့ဒါသူ့အတွက်နဲ့ထိတ်စစချင်းစောင့်နေထွင်းလို့ပေါ့ဗျာနည်းနည်းလေးဒါသူတို့အတွက်နည်းနည်းကြက်မယ်ပေါ့ဒါတပွဲကြော်စင်းကျွန်တော် Man City နဲ့တွေ့မယ်ဆို Coventry နဲ့ Lambert အတွက်ကတော့နည်းနည်းလေးဒီရာဒီတို့အစပိုင်းလေးမှာနည်းနည်းလေးကြက်ဖို့တော့ရှိပါတယ်ဟုတ်ဒါကျွန်တော် Arsenal နဲ့Coventry ရဲ့ဒီနေ့ညတနားရအောင်ဒီကျွန်တော်အဲ့မှာကစားမဲ့ပွဲအတွက်ကျွန်တော်ပွဲကြသုံးသက်ချက်လေးပြောပြရပါဒါနောက်နေ့မှာကျွန်တော် Man U တဲ့အတင်းကြီး6တင်းရဲ့ပွဲတွေကိုထပ်ပြီးတော့ကျွန်တော်ဗီဒီယိုကနေပြောပြမှာပါဒါကျွန်တော်ရဲ့ဒီ TikTok account လေးရောဒီ Facebook account ဒီ Facebook page လေးရောဒါ YouTube channel လေးတွေရောကျွန်တော်တို့ subscribe တွေ like တွေလုပ်ပေးထားကြပါအောင်ကျွန်တော်နောက်ပိုင်းစတိုက်ဒီပွဲကြသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်နောက်ဒီအားကစားနဲ့ဆိုင်တဲ့သတင်းတွေအများကြီးတင်မှုရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဒီ channel လေးကိုအားပေးကြပါအောင်လို့ brother ကျေးဇူးတင်ပါတယ်